ကိုကြီးမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီမှာပေါ့နော်ဒါဒုတိယပိုင်းအနေနဲ့ဆိုရင်ကျွန်တော်တို့ကပထမပိုင်းတော့ကျွန်တော်တို့ order တွေပြီးခဲ့ပြီပေါ့နော်ခုဒုတိယပိုင်းကျတော့ order တွေကိုကျွန်တော်တို့က assign ချမယ်ပေါ့နော် assign ချတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီ assign ချတော့မယ်ဆိုရင်ကျွန်တော်ဒီဘက် channel နေပြီးတော့ကျွန်တော်တို့ assign ပေါ့နော် to assign မှာဆိုရင်ကျွန်တော်တို့က select မှတ်ပြီးတော့ကျွန်တော်တို့ဘယ်ဟာတွေကို assign ချခြင်းတယ်လဲဒါကတော့အောက်လို့ဒီလူနဲ့ပေါ့နော်ကျွန်တော်တို့ assign ချမယ် writer 1ဒီမှာ writer တွေရှိရင် writer 1 2 3အဲ့လိုအများကြီးချမယ်ပေါ့နော်ဥပမာချလိုက်လို့ကျွန်တော်တို့က assign ကမှားသွားပြီဆိုရင်ကျွန်တော်တို့က assign name မှာရှောက်နေတဲ့ဥစ္စာကိုကျွန်တော်ဒီဘက် channel နေပြီး empty ဆိုပြီးတော့ collected ဆိုပြီးပြန်နောက်ပြန်ဆုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းပြန်ပြင်လို့ရတယ်တကယ်လို့ assign မချခင်မှာကျွန်တော်တို့က print ထုတ်ချင်တယ်ဆိုရင်လည်း print ထုတ်လို့ကိုလိုချင်တဲ့ပုံစံကိုကျွန်တော်တို့ print ထုတ်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေး print ထုတ်မယ်ဒါမှမဟုတ် excel တောင်းပြီးတော့ပဲကျွန်တော်စာရွက်နဲ့သူတို့ကိုပေးချင်တယ်ဆိုလည်းရတယ်ပေါ့နော်အဲ့လို assign ချလိုက်တာနဲ့ဒီတိုင်းနဲ့သူတို့ရဲ့ Android မှာသွားပြီးတော့ writer run မှာသွားပြီးတော့ပေါ်နေမှာပေါ့နော်အဲ့လိုမျိုးဆို software နဲ့လည်းသုံးလို့ရတယ်လို့စာရွက်တွေနဲ့လည်းကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော် PDF file တောင်းချင်တယ်ဆိုလည်းတောင်းလို့ရတယ်ပေါ့နော်ဒီလို assign ချပြီးသွားပြီဆိုရင်ကျွန်တော်တို့က writer balance တွေကိုသွားမယ် writer တွေအားလုံးကြာနေလိမ့်မယ်ပေါ့နော်အဲ့ဆိုရင်တော့ခုချိန်မှာ writer 1က assign ဆိုဖြစ်နေလိမ့်မယ်အဲ့ချိန်မှာ तू ကနေပြီးတော့သွားတော့မယ်ဆိုရင် तू ကဘာလုပ်ရလဲဆိုတော့ on way ကို သူ့ရဲ့ Android ကနှိပ်ပေးရတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီမှာပဲနှိပ်လိုက်မယ်ပေါ့နော် on way ပေါ့နော်အဲ့လို on way ကိုနှိပ်ပေးရတဲ့ तू က ready နှစ်ထုပ်ကပေါ့နော် return ဖြစ်ရင် return နဲ့ထည့်မယ် pending ဖြစ်ရင်နောက်ရက်ပို့ရင် pending နဲ့ကိုထည့်မယ်ပေါ့နော်ဒါကတော့အောက် in brand in ပေါ့နော် brand in ဆိုတာကိုရုံးတော့ဖြစ်ထည့်မယ်အောက် in ဆိုတာကတော့တကယ်တော့ရန်ကုန်မန္တလေးတွေရွှေ့တဲ့အချိန်မှာအောက် in ကိုသုံးတယ်ပေါ့နော် pending ကတော့နောက်ရက်ကိုပြန်ပို့မယ်ပေါ့နော် pending ဆိုရင်ကျွန်တော်တို့က pending ထဲမှာမထားတော့ဘူးရုံးရောက်တာနဲ့return brand in ကိုပြန်ထားမယ်ပေါ့နော် return ဆိုရင်တော့ return နဲ့ထားမယ် return ပြီးရင် return ကိုလည်းကျွန်တော် assign ချခြင်း to return assign ထဲမှာကျွန်တော်တို့ assign ချလို့ရတယ်ပေါ့နော်အဲ့လိုဆိုရင်တော့သူတို့ writer သမားမှာ OS return နှိပ်ပေးရမယ်ပြီးတော့ OS return ပြီးရင် return done သူတို့ကလည်းအဲ့လိုမျိုး return တွေမှာလည်းတစ်ဆင့်ချင်းစီသွားလို့ရတယ်ပေါ့နော်ကျွန်တော် return တွေ return ပြီးသွားရင် return finish ကိုလည်းသူတို့ထပ်သွားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါကို deliver လို့လုပ်လိုက်မယ်ပေါ့နော် deliver ကိုလုပ်လိုက်မယ်ဆိုရင်သူက deliver ဆိုရင်တော့သူ deliver အဆင့်ကတော့ကြိုလို့မရဘူးပေါ့နော်အဲ့ဆိုသူတို့ဒီ customer တွေရောက်တဲ့အချိန်မှာ deliver ကိုနှိပ်ပေးရမယ်ပေါ့နော် pending ဆိုတော့သူ remit တွေရေးပေးရမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဥပမာ assign ချတာတွေလွဲခဲ့ရင်လည်းဒီဘက်ချမ်းမှာကျွန်တော်တို့ပြန်ပြီးတော့ printer တွေနဲ့အကုန်ပြန်ကြည့်လို့ရတယ်ပေါ့နော်အချက်လက်တွေကတော့ဒီမှာအများကြီးရှိသေးတယ်ပေါ့နော်အဲ့ဒီအချိန်မှာ customer တယောက်ကကျွန်တော်တို့ကိုပြန်ပြီးတော့ဥပမာသူတို့ Android မှာဆိုရင်လက်ပွေရ assign ထိုးလို့ရမယ်တခါတလေကျ customer တသိန်းကြတာဟိုမှာonline shopping ကိုပေးလိုက်ပါပြီအဲ့ဖြစ်စဉ်တွေဆိုရင်လည်းဒီဘက်မှာလာပြီးကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရုံးကိုပေးလိုက်ဆိုရင်လည်းရုံးကိုပြန်အသုံးပြုလို့ရတယ်ပေါ့နော်ဒါလေးတွေကတော့အသေးစိတ်ဖြစ်သွားတာပေါ့နော်ဒါကတော့ gate ကြီးတွေထည့်မယ်ဒါကပြင်ချင်တာဆိုပြင်လို့ရမယ်ပေါ့နော် deliver ထီကိုကိုတို့ပြင်ချင်တာတွေပြင်လို့ရတယ်ပေါ့နော်ကို deliver နေပြီးတော့သူက complete ဖြစ်သွားရင်တော့ပြင်လို့မရတော့ဘူးပေါ့နော်အဲ့ဆိုရင်တော့ခုချိန်မှာဆိုရင်ကျွန်တော်တို့ deliver ဖြစ်သွားပြီ deliver ဖြစ်တဲ့အချိန်မှာသူတို့ရုံးပြင်ရောက်ပြီဆိုရင်ကျွန်တော်တို့ကဘယ်မှာသွားပြီးငွေရှင်းနဲ့လုပ်မှာလဲဆိုတော့ကျွန်တော်တို့ writer ကနေမရှင်းတော့ဘူးကျွန်တော်တို့ payment တွေကနေ writer file နဲ့မှာကျွန်တော်တို့ကနှိပ်ပြီးတော့ရှင်းမယ်ပေါ့နော်ဒါဆိုရင်မနက်ခင်းတော့သူ့ကိုပေးလိုက်တဲ့ပတ်စံတွေရှိရဆိုရင်ဒီမှာလာပေါ်မယ်သူ့ရဲ့ open နောက်ရက်တော့အကျွေး writer တယောက်ချင်းစီမှာအကျွေးကြံနေရဆိုရင်လည်း open အနေနဲ့ကျွန်တော်တို့ပေါ်ပေးမယ်ပေါ့နော်သူ့ရဲ့နောက်ဆုံးပတ်စံကတော့ closing ကခုဆိုရင်သူ့လက်ထဲမှာ6သိန်းနဲ့မှာ9000ရှိတယ်ပေါ့နော်အကျွေးတွေရှိရဆိုရင်လည်းအကျွေးတွေပေါင်းပြီးတော့ပြပေးမယ်ပေါ့နော်တနေ့စာတနေ့ရှင်းနေဆိုရင်တော့ဒါကတော့ရှင်းတယ် open ကြီးကအမြဲတမ်း0ဖြစ်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့က deliver ကိုမှကျွန်တော်တို့ကလက်မှတ်ပြီးတော့ complete ပြောင်းပလိုက်မယ်ပေါ့နော်ဒါဆိုရင် complete ပြောင်းပြီးသွားရင်တော့ complete မောင်လေးဖြစ်သွားပြီဖြစ်တဲ့အတွက်ဒါဆိုကျွန်တော်တို့ကတော့ complete ပြောင်းပေးရမယ်ဒါဆိုရင်တော့ဒီပစ္စည်းက complete တော့ပြောင်းပြီးသွားပြီသူတို့စီကငွေလက်ခံမယ်ဆိုတော့ဘယ်လောက်လက်ခံပါလဲပေါ့နော်အဲဒါကျွန်တော်ကတော့6သိန်း9000လက်ခံမယ်ဆိုတော့6သိန်း9000လို့ကျွန်တော်တို့ဘာအနေနဲ့လက်ခံပါလဲဆိုတော့ကျွန်တော်တို့က way and way အနေနဲ့ကျွန်တော်6သိန်း9000လက်ခံမယ် cash အနေနဲ့လက်ခံလိုက်မယ်ပေါ့နော်အဲဆိုရင်ငွေလက်ခံဆိုကျွန်တော်ရေးပြီးတော့ confirm လုပ်မယ်တကယ်လို့ require confirm သုံးချင်လဲသုံးလို့ရတယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကတနေ့စာသူ့မှာ0ဖြစ်သွားပြီပေါ့နော်ဒီတရားနောက်နေ့ကျရင် open အနေနဲ့သူက0ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့လက်ထဲမှာဘယ်လောက်ရှိသေးလဲကိုပြန်ကြည့်မယ်ဆိုရင် office file နဲ့မှာကျွန်တော်တို့ကဒီမှာဆိုရင်ပြန်ကြည့်မယ်ဆိုရင်55သိန်း8000ရှိသွားပြီပေါ့နော်အဲ့ဒါဘယ်လိုဖြစ်ပေါ်လာတယ်လဲဆိုတာပြန်ကြည့်ချင်တယ်ဆိုရင်တော့သူက daily cat report မှာကျွန်တော်တို့သွားကြည့်မယ်သူဒီတနေ့စာမှာကျွန်တော်တို့ကခုနပထမပိုင်းနဲ့ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အဘန်းပိတ်နဲ့ OS တွေပါဒီပေးလိုက်ရတာရှိမယ်ဒီမှာဆိုရင်ကျွန်တော်350ရတာရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့က writer ကနေပြီးတော့ကျွန်တော်တို့ပေးလိုက်တဲ့ပတ်စံရှိအောင်မယ်ပေါ့နော်အဲဆိုကျွန်တော်တို့က admin နဲ့ကြည့်ရမယ်ပေါ့နော် admin နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင် office file နဲ့မှာကျွန်တော်တို့ကိုပေးလိုက်တဲ့6သိန်း9000ပါလာမယ်ပေါ့နော်တယောက်ချင်းစီကိုပဲစစ်ရမယ် all နဲ့စစ်လို့တော့မရဘူးပေါ့နော်အဲ့မှာကျွန်တော်တို့ရဲ့ဒီ admin ရဲ့လက်ထဲမှာဟိုပါပေါ့နော် KB ဆိုရင်ဘယ်လောက်ရှိတယ်လဲကျွန်တော်တို့ကြည့်မယ်KB ဆိုရင်0 cut ဆိုရင်
55သိန်းရှိမယ်ပေါ့နော်55သိန်း8000ရှိသေးတယ်ပေါ့နော်ဒါဆိုရင်မှန်သွားပြီပေါ့နော်အဲ့ဒါပြီးကျွန်တော်လည်းကြမှာကျွန်တော်ပြန်ကြည့်ချင်တယ်ဆိုလဲဝေးရမွေကဒီနေ့အပ်တာကကျွန်တော်တို့ကဝေးရမွေဆိုတော့ပုံမှန်ရပတ်စံနေနဲ့ကြည့်ရင်တော့ဝင်လာတယ်ပတ်စံနေနဲ့ကြည့်ရင်ဝင်လာတယ်ဝေးရမွေနဲ့ကြည့်ရင်တော့ထွက်သွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီတနေ့စာမှာလောက်တာက59သိန်းထိကိုကျွန်တော်တို့လောက်ထားတယ်ပေါ့နော် opening အမြင်ကတော့ဒီမှာကတော့350ကျွန်တော်တို့ mark ထားတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲဆို profit and loss မှာဆိုရင်လည်းသူဒီတနေ့ပေါ့နော်ဝေး2ဝေးဝင်လာတယ်အဲ့2ဝေးလုံးဒီ0ကပြည့် complete ဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကပစ္စည်းတုပ်ကကျွန်တော်တို့စီမှာမရှိတော့ဘူးပေါ့နော်ပတ်စံအနေနဲ့ကြည့်မယ်ဆိုရင်တော့55သိန်းပေါ့နော် total အနေနဲ့ရှိမယ်ဆိုရင်ရုံးရဲ့တန်ဖိုးက55သိန်း8000ရှိသွားပြီပေါ့နော်အဲဆိုကျွန်တော်တို့က return ပြန်ပေးရမယ်ဒါမှမဟုတ်ရင် complete ပေါ့နော် complete ဆိုရင် online shopping ကိုပြန်ပေးရမှာပေါ့နော် complete return ဆိုတော့ online shopping ကိုကျွန်တော်တို့ချင်းရန်ကြံသေးတယ်ပေါ့နော်9သိန်းနဲ့မှ1000ကြံသေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ပတ်စံဒီ350နဲ့မှ9000ကျန်နေလိမ့်မယ်ပေါ့နော်တကယ်ပတ်စံကဒီလက်ထဲမှာတော့ခုကဒီလောက်ရှိနေရဆိုပေမဲ့လည်းတကယ်ပတ်စံကကြတော့ဒီလောက်ပဲရှိတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ online shopping ကိုကျွန်တော်ပတ်စံပြန်ပေးဖို့ကြံသေးတယ်အဲဆိုကျွန်တော်တို့ငွေရှင်းနဲ့ထပ်ပြီးတော့ထပ်လုပ်မယ် customer ဘေးလာ online shopping ကိုကျွန်တော်တို့ငွေရှင်းတော့မယ်အဲဆိုရင်9သိန်းနဲ့မှ1000ကိုကျွန်တော်တို့ရှင်းမယ်အဲဆိုဒီမှာဆို select မှတ်ပြီးတော့ကျွန်တော်တို့က finish လုပ်မယ်ပေါ့နော်complete ပြီးသွားရင် finish လုပ်တယ်ဆိုရင်ကျွန်တော်တို့ကသူတို့ကိုရှင်းလို့မယ်ပေါ့နော်အဲ့ဒါရှင်းပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်ထက်ကိုသွားပြီးဝင်မလဲဆိုတော့ daily check list ကိုသွားကြည့်မယ် daily check list မှာဆိုရင် online shopping ကမနေ့ကတော့ writer နဲ့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ဒါ writer နဲ့ကြည့်ပါ writer တယောက်ကိုကျွန်တော်ကိုဒီနေ့အပ်တာက6သိန်း5000ဒီမှာလည်းကြည့်လို့ရတယ်လို့ payment writer final မှာလည်းကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ OS အနေနဲ့ကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင် OS အနေနဲ့ကြည့်မယ်ဆိုရင်ဒီတနေ့ကျွန်တော်တို့သူတို့ပြန်ပေးရမှာ9သိန်းနဲ့မှ1000ပြန်ပေးရမယ်ဟုတ်ဘောင်ချာနံပါတ်ကဒီနံပါတ်နဲ့ကျွန်တော်ပြန်ပေးရမယ်အဲဆိုကျွန်တော်တို့ကဒီဟာကိုဝင်လိုက်မယ်ဘယ်တော့ဝင်လိုက်မယ်ဆိုတော့ over file နဲ့ထားလို့ကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးရမယ်ကျွန်တော်တို့က OS ကိုရွေးပြီးရမယ်ကျွန်တော်တို့ပတ်စံကို finish အတွက်ပြန်ရှင်းလိုက်မယ်ပေါ့နော်အဲ့ဒါကသူက finish ဆိုတော့ finish ကိုရွေးပြီးရမယ်ပတ်စံအောက်လို့ကျလာမယ်ဒီနှုတ်ကိုတော့ကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ကမွေလွဲဆိုတော့မွေလွဲပေါ့နော်ဘာအနေနဲ့ရှင်းမှလဲ cash အနေနဲ့ရှင်းလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လက်ထဲကထွက်သွားတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီဘက်ချမ်းမှာပြန်ကြည့်မယ်ဆိုရင် daily check လက်မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာဆိုရင်တော့သူကတစ်ချက်ကြံသေးတယ်လို့သူကပြနေတယ်ပေါ့နော်ကျွန်တော်တို့ကပို့ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်ပေါ့နော်အဲ့ဆိုရင်တော့မှားနေသေးတယ်ကျွန်တော်တို့ payment ကိုသွားပြီးတော့ OS file နဲ့ထည့်ဝင်ပြီးတော့ကျွန်တော်ဒီမှာတစ်ချက်ပို့နေတာကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးတော့ကျွန်တော်တို့က OS ကိုပြန်ရေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီပုံစံတိုင်းထားပြီးတော့မှကျွန်တော်တို့က cash အနေနဲ့ငွေလွှဲပေါ့နော်ကျွန်တော်တို့က cash အနေနဲ့လွှဲလိုက်ပြီပေါ့နော်အဲ့ဒါကျွန်တော်လွှဲလို့မရဘူးတစ်ချက်ပြန်ပြီးတော့ကြည့်လိုက်မယ်ကျွန်တော်ဒီဟာကို OS အနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ဆက်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်နှုတ်ပါနေအနှုတ်ကိုဖြောက်လိုက်မယ်ပေါ့နော်ပြီးရင် cash ကိုကျွန်တော်တို့ငွေလွှဲဆိုပြီးကျွန်တော်ရေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ခုနနေရာကိုပြန်သွားကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်တော့မရှိတော့ဘူးပေါ့နော်မရှိတော့ဆိုတော့ဘာကြောင့်လဲဆိုတော့ daily check list ကမရှင်းရသေးတဲ့ပတ်စံတွေ daily check list finish ဆိုတာရှင်းပြီးသွားတဲ့ပတ်စံဒီမှာဆိုရင်ကျွန်တော်ရှင်းပြီးသွားပြီပေါ့နော်သူကဘယ်နည်းရလဲနှစ်ဆောင်ရှင်းခြင်းတယ်ဆိုလည်းရှင်းလို့ရတယ်ပေါ့နော်အဲ့လိုမျိုးရှင်းရတဲ့နည်းနဲ့ပြန်ပြီးတော့တိုက်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ပတ်စံလည်းထွက်သွားပြီဆိုတော့ကျွန်တော်တို့ကဘယ်မှာသွားကြည့်မယ်ဆိုတော့ကျွန်တော်ရဲ့လက်ထဲမှာဘယ်လောက်ရှိတယ်လဲဆိုဒီမှာကြည့်လို့လည်းရတယ်59000ရှိတယ်အဲ့ဆိုကျွန်တော်တို့ကဒီဘက်ချမ်းမှာလည်း daily check list မှာလည်းကျွန်တော်တို့သွားပြီးတော့တနေ့စာတနေ့ပြန်စစ်ချင်တယ်ဆိုရင်59000ရှိတယ်ဟုတ်ပြီ channel လည်းကြာမှကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကြည့်လို့ရတယ် finish ဆိုရင်ကျွန်တော်တို့ကဒီရှင်းပေးလိုက်ရတယ်ပေါ့နော်သူ့အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရတယ်ဒါပေမဲ့မွေသားအနေနဲ့ဆိုရင်တော့သူထွက်သွားတယ်ပေါ့နော်ဟုတ်ပြီအဲ့ပြီးကျွန်တော်တို့ profit and loss မှာဆိုရင်လည်းကိုယ့်ရဲ့လက်ကျန်ကိုသူပြန်ကြည့်ချင်တယ်ဆိုရင်ဒီမှာကိုယ့်ရဲ့လက်ကျန်ကိုကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ပေါ့နော်အဲ့ပြန်ကြည့်လို့ရတယ်ဒီဟာလေးတွေတော့ကျွန်တော်ပြန်ပြီးတော့ပြင်ပေးရမယ်ပေါ့နော်ဟုတ်အဲ့ပြီးသွားရင် finish ကိုကျွန်တော်တို့ရှင်းရကြအောင်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ဗာတွေထပ်လုပ်ရမလဲဆိုကျွန်တော်တို့ငွေဘဏ်အနေနဲ့ဗာတွေလက်ကျန်လဲဆိုကတ်အနေနဲ့ကျွန်တော်တို့ရုံးမှာဆိုရင်58သိန်းရှိသေးတယ်ပေါ့နော်ဒါဗန်လေးလည်းကြည့်လို့ရတယ်တခြား report တွေလည်းရှိတယ်ပေါ့နော်ဥပမာ writer final report မှာသူဒီနေ့ဆိုရင်ဝေရုံးဝေကဟိုပေါ့နော်writer အနေနဲ့ writer 1ကပေးလိုက်တာပေါ့နော်6သိန်း5000ပေးလိုက်တယ်အဲဆိုရင်သူက complete ဖြစ်သွားတယ်6သိန်း5000ဆိုတော့ဒါစင်းရှင်းတယ်ပေါ့နော်တယောက်ချင်းစီကိုဘယ်နေ့ကဘယ်လိုဖြစ်တယ်လဲဆိုတော့ကြည့်ချင်တယ်ဆိုရင်တယောက်ချင်းစီကျွန်တော်တို့ပြန်စစ်လို့ရမယ်ပေါ့နော်အဲ့ဒါပြီးသွားရင် gap box ကခုနတစ်ခုချင်းစီကိုပတ်စံထည့်တိုင်းထည့်တိုင်းမှာပြန်စစ်တယ် OS ဆိုရင်ဒါ OS 1ကဒီနေ့ item နှစ်ခုကိုဒီတစ်လအတွင်းမှာဒီ9လပိုင်းမှာ item နှစ်ခုလုပ်တယ်6ရက်နေ့ကလုပ်တယ်ဆိုတာတစ်လလုံးကျွန်တော်တို့ကြည့်ပြီးတော့ commission ပြန်ပေးလို့ရမယ်ပေါ့နော် data analysis ဆိုတာ deliver ဖြစ်တာကဘယ်နှကြောင်းလဲဆိုတော့ဒီနေ့ deliver ဖြစ်တာ2ကြောင်းဖြစ်တယ်ပေါ့နော်အဲ့လိုပတ်စံကဘယ်လိုလဲ other amount agent တွေပါတယ်လည်းပြပေးတယ်ပေါ့နော်
ဒါကြတော့ return ပေါ့ return ကတော့ဒီနေ့မရှိဘူး cash in ရောက်မှာငွေ payment တွေကျွန်တော်တို့ပြန်ကြည့်တယ်ပေါ့နော်ဒါဆိုရင်တော့ငွေ payout တွေပြန်ကြည့်တယ်ဟိုကကို commission ပေးချင်ကိုပေးချင်တဲ့ commission ကိုကျွန်တော်တို့ထပ်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါ office file နဲ့ဒါလေးတွေပဲပေါ့နော်ဥပမာနောက်တစ်ခုကကျတော့ customer ကကျွန်တော်တို့စီကိုဖုန်းဆက်လာတယ်သူ့ရဲ့ပစ္စည်းတို့ကဘယ်ရောက်နေပြီလဲကြည့်ချင်ကျွန်တော် tracker မှာသူ့ရဲ့နာမည်နဲ့ကျွန်တော်တို့ရှာမလားဒါမှမဟုတ်ဟိုပါပေါ့နော် customer နာမည်နဲ့လည်းကျွန်တော်တို့ရှာလို့ရတယ်ပေါ့နော်အဲ့လိုမျိုး customer နာမည်နဲ့ရှာလိုက်တာနဲ့ရှာလို့ရတယ် remit တွေရေးပြလို့ရတယ်ပေါ့နော်ဒီမှာတော့အလုံးစုံပါတယ်ကိုစိတ်ကြိုက်ပြုလုပ်လို့ရတယ်ပေါ့နော်အဲ့ပြီးကျွန်တော် history ဒီနေ့မှာဒီ history ကကျတော့ဒီနေ့မှာသူ finish ဖြစ်သွားရင်နောက်ရက်ကျရင်သူပြောင်းလဲမှုမရှိဘူးဒီနေ့မှာ deliver ဖြစ်ရင်နောက်ရက်မှာ finish ဖြစ်တယ်ဆိုရင်ဒီနေ့ကိုပြန်ကြည့်ရင်သူ deliver ဒီထုတ်က deliver လို့ပဲသူပြပေးနေမှာပေါ့နော်ဒါ history ဆိုတဲ့ပုံစံမျိုးရင်းနှီးကတတ်မှတ်လိုက်တဲ့ပုံစံတိုင်းကိုပဲသူပြပေးသွားတာပေါ့နော်ဒါ overdue order list ဆိုတာကတော့သူကဘယ်လိုမျိုးလဲဆိုတော့ဒီနေရာမှာသူ day တွေပေါ့နော်ဥပမာဒီပစ္စည်းတွေကိုရုံးမှာဘယ်နှစ်ရက်ရှိနေလဲရှိနေတဲ့ဥစ္စာကနောက်ဆုံးကြံခဲ့တဲ့ရက်ပေါင်း30ဆိုရင်30နောက်ဆုံးကညားနေတဲ့180ထုတ်တွေကိုကျွန်တော်ဒီမှာလာပြီးတော့ကြည်ချင်းအပြင်ဒီထုတ်ကဘာလို့မပို့တာလဲဆိုတာကိုကျွန်တော်တို့ကပြောပြလို့ရတယ်ပေါ့နော်အဲ့ဒါတွေပြီးသွားရင်တော့ဒီဘက်ပိုင်းကတော့အကုန်လုံးပြီးသွားပြီပေါ့နော်အဲ့ဒါဒီဘက်ပိုင်းမှာလည်းကျွန်တော်တို့က deviation ချတာပါမယ် deviation ဆိုတာကတော့ကျွန်တော်တို့ကကွန်ပျူတာတစ်လုံးကိုကျွန်တော်တို့ဝယ်လိုက်တယ်အဲဆိုရင် day ကိုကျွန်တော်တို့ဝယ်လိုက်မယ်ဆိုရင်သူကတစ်နှစ်ပဲသုံးခံမယ်ဆိုရင်ကျွန်တော်တို့ကဒီတစ်နှစ်လို့ရေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့က12လဆိုလည်းရေးလို့ရတယ်ပေါ့နော်12လလို့ကျွန်တော်တို့လနဲ့ရေးလိုက်မယ်အဲဆိုရင်သူက12သိန်းပေးရတယ်ပေါ့နော်90ရတော့သိန်း0ကတော့ထားလိုက်လို့ရတယ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ9လပိုင်းမှာမစားဘူး4လပိုင်းတော့ဝယ်ခဲ့တယ်လို့ပြောရင်ဒါတစ်လကုန်သွားပြီပေါ့နော် pending နေနဲ့ကျွန်တော်ထားလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က12လဆိုတော့သူ့ရုပ်စာ12သိန်းကျတယ်သူ့ရဲ့တစ်လရဲ့တန်ဖိုးကကုန်သွားမှာ3သိန်းကုန်ပဲပေါ့နော်အဲဆိုရင်တော့ခုကုန်ဆုံးသွားတာ3သိန်းကုန်သွားပြီဆိုတော့ဒီကွန်ပျူတာရဲ့တန်ဖိုးဒီခု17သိန်းပဲကျန်တော့တယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီ17သိန်းရလဲခုနှုတ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့လက်ထဲမှာဘယ်လောက်ရှိလဲဆိုတာကိုပြန်သွားကြည့်ရမှာပေါ့နော်အဲဆို17သိန်းနှုတ်သွားပြီပေါ့နော်အဲဆိုဘယ်လိုဖြစ်ပေါ်လာတယ်လဲကိုကျွန်တော်ပြန်သွားကြည့်မယ်ဆိုရင် daily cash report မှာပဲကျွန်တော်တို့ကဒီမှာဆိုရင်ပြန်သွားကြည့်လိုက်မယ်ဆိုရင်38သိန်း1000ပဲကျန်တော့တယ်ဘာလို့လဲဆိုတော့ဒီမှာ12သိန်းနှုတ်သွားလို့ပေါ့နော်အဲ့ဒါတွေပြန်စစ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဗျဟုတ်ပြီးတော့ကြတော့ကျွန်တော်တို့ကဒီဘက်ချမ်းမှာဆိုရင်လည်းကျွန်တော်တို့အစာဆုံးပြန်ကြည့်ချင်တယ်ဆိုရင်ပြန်ကြည့်လို့ရတယ်ဒါမှမဟုတ်ရင်တရချင်းစာပြန်ကြည့်ချင်ကြည့်လို့ရတယ်ဒီလူဒီနှစ်ထုပ်ကဘယ်သူတွေအပ်သွားလဲကြည့်ချင်တယ်ဆိုရင်ဒီမှာကတော့ OF1 ကိုနှစ်ထုပ်အပ်သွားတယ်အဲ့နေရာနှစ်ထုပ်အပ်သွားတယ်အဲ့နှစ်ထုပ်လုံးဒီ finish ဖြစ်သွားပြီပို့ပြီးသွားပြီပေါ့နော် customer တယောက်ကကျွန်တော်တို့ဒီဖုန်းဆက်တယ်3ရက်နေ့တုန်းကပစ္စည်းတို့ကဘယ်ရောက်ပြီလဲလို့အပ်ထားတဲ့ဥစ္စာတွေကဘယ်နဲ့ဆိုတော့ကျွန်တော်တို့ကဒီ3ရက်ကိုနှိပ်ပေးရတယ်ကျွန်တော်တို့ကရှာလိုက်ရုံပဲပေါ့နော်ရှာပြီးကြလာတဲ့ data ကိုကျွန်တော်ဒီမှာလုပ်မယ်ပေါ့နော် on နဲ့ကြည့်ချင်ဒါက အစအဆုံးပေါ့နော်အဘန်းပိတ်နေကိုယ့်ရဲ့ပတ်စံတွေဘယ်လောက်ကျသေးလဲကြည့်လို့ရတယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်စင်းထည့်ခဲ့တဲ့ဥစ္စာကဒီကအဘန်းပိတ်ကို3သိန်းထည့်ခဲ့တယ် OF က OF ပိတ်က3000ကျွန်တော်တို့ရရှိခဲ့တယ်ပစ္စည်းဘိုးက6သိန်းအဲ့မှာကျွန်တော်တို့က daily amount က9000ပေါ့နော်အဲ့လိုမျိုးပစ္စည်းတွေအားလုံးနှိမ့်ချုပ်နေပါတယ်ကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော် date နဲ့ကြည့်မလား modify နဲ့ကြည့်မလားပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ကြည့်လို့ရတယ် Excel file တွေပါတယ်ထောင်းလို့ရတယ်ပေါ့နော်အဲ့လိုမျိုးသေးစိတ်ဒီပိုင်းနဲ့ပတ်သက်လို့ကတော့မရှင်းတာရှိလဲမေးနိုင်ပါတယ်ခင်ဗျဟုတ်အထူးကျေးဇူးတင်ပါတယ်